စနေအောင်ဖြိုးပြီးတဲ့သူကြီးဆက်သူကိုပြီးတော့လေမန္တလေးမှာဖြိုးနေပြီဆိုတဲ့ဒီရှင်းလေးအခါဖြိုးရစီတကယ်လည်းကျွန်တော်မန္တလေးမှာဖြိုးနေပါပြီ